လူသားတွေကပဲကဘာကိုအုပ်ချုပ်နေတယ်လို့ထင်ပါသလားတကယ်လို့ဒိုင်နိုဆောတွေသာမပြောက်ကွယ်သွားဘူးဆိုရင်ဒီနေ့ခေတ်လမ်းမတွေမှာ T-Rex ကောင်လှည့်လည်နေပဲလို့ထင်ပါတယ်ဒါဟာ science fiction မဟုတ်ဘဲတမိုင်းအမှန်တစ်ခုဖြစ်ခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း66တန်းကအချိန်ခါကကဘာကြီးကိုအုပ်ချုပ်နေသူတွေကလူသားတွေမဟုတ်ဘဲဒိုင်နိုဆောတွေပဲဖြစ်ပါတယ်အဲဒီကာလကို Cretaceous Period လို့ခေါ်ပါတယ်ဒီဒိုင်နိုဆောတွေထဲမှာ Tyrannosaurus ဆိုတဲ့မျိုးစိတ်ကအင်အားကြီးပါပြီးတန်9တန်ကျော်ငတ်ရှိကအယိုးပေါ်ပါချိုးနိုင်တဲ့အားကြီးတဲ့သားစားဘလူးကြီးများပဲဖြစ်ပါတယ်အဲ့ဒီအချိန်ကာလကကမ္ဘာကြီးမှာတစ်တော်တစ်ပင်များပေါများစွာပေါက်ရောက်နေပြီးအာရှအမေရိကတစ်လွှာမှာဒိုင်နိုဆောမျိုးစိတ်တွေလွတ်လပ်စွာနေထိုင်ခဲ့ကြပါတယ်ကြည့်ရှုသူမိတ်ဆွေများအတွက်စိတ်ဝင်စားဖွယ်ဘူးတူတာဖြစ်ဖွယ်အကြောင်းအရာများတင်ဆက်ပေးသွားမှာမို့ The Rehab Channel လေးကို Like and Subscribe လုပ်သွားပေးပါအောင်ခင်ဗျာတနေ့မှာကဘာကြီးကိုလုံးဝပြောင်းလဲသွားစေတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပေါ်ခဲ့ပါတယ်ကြီးမားတဲ့အောက်ကခဲတစ်ခုဟာကဘာကိုဝင်တိုက်ခဲ့တာကြောင့်မီးတောက်တွေအနက်ရောင်ဖုံဖုံတွေဟာကောင်းကင်ကိုဖုံးလွှမ်းသွားပြီးနေရောင်ခြည်နဲ့အနေရောင်မရှိဖြစ်ခဲ့ပါတယ်အစာအာဟာရချို့တဲ့မှုအပူချိန်ကျဆင်းမှုစတဲ့အကြောင်းများကြောင့်ဒိုင်နိုဆောမျိုးစိတ်အများစုပျောက်ကွယ်သွားခဲ့ကြပါတယ်ဒါပေမဲ့ဒိုင်နိုဆောမျိုးစိတ်တွေအကုန်မပျောက်ကွယ်သွားပဲဒီနေ့ကမ္ဘာပေါ်မှာနေထိုင်နေတဲ့ငှက်မျိုးစိတ်တွေဟာဒိုင်နိုဆောတွေရဲ့မျိုးဆက်တွေအဖြစ်ကျန်ရစ်ခဲ့ကြပါတယ်တကယ်လို့သာအာကာသအောက်ကခဲဟာကမ္ဘာကိုဝင်မတိုက်ခဲ့ရင်လူသားတွေပေါ်ပေါက်လာနိုင်မလားဆိုတာစဉ်းစားစရာဖြစ်လာခဲ့ပါတယ်ဒါဆိုရင်ဒီနေ့ကမ္ဘာကြီးကိုဒိုင်နိုဆောတွေများအုပ်ချုပ်နေမလားတကယ်လို့မိတ်ဆွေသာအဲ့ဒီခေတ်ကိုရောက်သွားခဲ့မယ်ဆိုရင်ဘလို့အသက်ရှင်နေထိုင်မလဲဆိုတာစဉ်းစားစိတ်ကူးကြည့်စရာတစ်ခုဖြစ်တင်ပြလိုက်ပါတယ်ခင်ဗျာ